Welcome to Kid Pyo Pyo, my YouTube channel. မင်္ဂလာပါပြပြမေတို့ရေပြပြမေတို့အပြိုပေါ်ဝင်တဲ့ချိန်မှာခန္ဓာကိုယ်ပိုင်းလေးတွေဘယ်လိုပြောင်းလဲလာလဲဆိုတာရဲ့စိတ်ခံစားချက်လေးတွေကလည်းဘယ်လိုလေးတွေဖြစ်လာလဲဆိုတာကိုဒီနေ့ပြပြတို့ကနေတီးတလောက်လေးမျှဝေဆွေးနွေးပေးသွားမယ်နော် ခေပြူရေငါရတီဆလာနေပြီတိလား ဟဲဟုတ်လားငါကမနစ်ကလေးကစလာနေတာဟာ ဘာလို့မင်းကလေးတွေမှာပဲရတီလာတာလဲယောက်ျားလေးတွေကြတော့ရောဘာလို့ရတီမလာတာလဲပြူမေပြီးတော့ငါတို့မင်းကလေးတွေကကိုဝင်ဘလူရကြတယ်လေ တကယ်တမ်းတော့နေခုမင်းနေရဲ့မိကုန်းတွေကငါမနစ်တုန်းကတိတ်ချင်ခဲ့တဲ့မိကုန်းတွေဟာငါအဲ့ဒီတုန်းကငါအမတွေကိုမေးတော့သူတို့ကငါ့ကိုရီပါလေရောဘာလို့လဲဆိုတော့ငါတို့ရဲ့လူအတိုင်းဝိုင်းမှာဒါမျိုးတွေကမင်းလိမေးထားသိမရှိကြဘူးလေပြီးတော့လူတော်တော်များများကလည်းဒီလိုမိကုန်းမျိုးတွေကရှက်စရာကောင်းတယ်မမေးသင့်တဲ့မိကုန်းမပြောသင့်တဲ့အကြောင်းအရာတွေဆိုပြီးယူဆကြလို့ဟာ ငါကတော့မင်းကလေးတယောက်အနေနဲ့တိဖို့မေးတင်တယ်လို့ထင်တာပဲ ငါလည်းအဲ့လိုထင်တယ်အဲ့အားကြောင့်မို့ငါတီးသလားနင့်ကိုပြပြမယ်နော် ပြောပြ ဒီလိုရာသီသွေးပေါ်လာကိုပြူပေါ်ဝင်တဲ့ချိန်လို့ခေါ်ကြတယ်ဟာပြူပေါ်ဝင်တာကငါတို့လိုစေကြောတဲ့အရွယ်တွေမှာဖြစ်တယ်လေပြူပေါ်ဝင်တဲ့ချိန်မှာငါတို့ခန္ဓာကိုယ်တွေကပြောင်းလဲသွားတာရှိရဲ့ဟာဘာတွေပြောင်းလဲသွားလဲဆိုရင်နံပါတ်1ငါတို့ရဲ့ရှင်သားတွေကြီးလာတယ်ပြီးရင်တင်ပါးတွေလည်းကားလာတယ်ဟာနောက်ပြီးဝက်ချံတွေလည်းပေါက်လာတယ်ငါတို့ရဲ့လင်းအင်္ဂါတွေလည်းကြီးလာတယ် ပြီးတော့ရော လူကောင်တွေလည်းကြီးလာတယ်ဝိတ်လည်းတက်လာတယ်ဟာပြီးတော့ငါတို့ရဲ့မိမကိုကနေအရေးကြီးတွေလည်းထွက်လာတယ်ဟာစီးခုံနဲ့ဂျိုင်းအောက်တွေမှာဆိုလဲအမွေးအမြင်တွေထွက်လာတယ်အခုငါတို့ဖြစ်နေတဲ့ရာသီတွေးစင်းတာတွေလည်းဖြစ်လာတယ်ဟာငါတိလောက်ကတော့ဒါပဲချိန်လဲကြံသေးမှာပေါ့ဟာ စိတ်ခံစားချက်အနေနဲ့ဆိုရင်ရော အေးစိတ်ခံစားချက်အနေနဲ့ဆိုရင်တော့ငါတို့သစုံတယောက်ပေါ်စိတ်ဝင်စားလာမယ်ဟာငါတို့နဲ့တက်တူရဲ့သူတွေကြားမှာပေါင်းတင်ဆက်ဆံရေးတွေလည်းဝင်ဆက်လိုလာမယ်တငယ်ချင်းတွေကိုမိသားစုထက်ပိုပြီးတော့ခင်သွဲလာမယ်ဟာလွတ်လပ်မှုကိုလည်းပိုလိုချင်လာတဲ့အတွက်ကြောင့်မို့လို့မိဘတွေကိုဂလန်ကဆန်လောက်လာမယ်ပြီးတော့အရာရာကိုစူးစမ်းကြည့်ချင်စိတ်လေးတွေလည်းဖြစ်လာမယ်ဟာနောက်ပြီးငယ်ငယ်တုန်းကထက်ပြဿနာတွေကိုပိုပြီးတော့ဖြေရှင်းလာနိုင်တယ်ကို့အကြောင်းကိုလည်းပိုပြီးတော့သိလာတယ်လေ မန်လိုက်တာဟေးအခုနင်ပြောနေတဲ့အရာတွေကငါအခုဖြစ်နေတဲ့ဟာတွေပဲဟာ အေးနည်းနည်းထပ်ပြီးအသေးစိတ်ပြောရရင်ငါသိတော့ပေါ့နော်ရှင်သားတွေကြီးလာတဲ့အတွက်ကြောင့်မို့လို့နေရထိုင်ရတာတွေခက်ခဲလာတယ်တခါတည်းရဆိုနာကျင်မှုကိုတော့ခံစားရတတ်တယ်ဟာရာသီလာခါနေဆိုရင်အဆိုးဆုံးဖြစ်ပြီးတော့ရာသီလာပြီးသွားရင်တော့တက်တာသွားတတ်တယ်တချို့ main ကလေးကြီးကြတော့အဲ့ဒီနာကျင်မှုကသူတို့အတွက်အချိန်မရွေးဖြစ်တတ်တယ်ဟာဒါမဲ့လည်းစိုးရင်စရာမရှိဘူးနော်ဘာလို့လဲဆိုတော့ရှင်သားတွေကြီးထွားနေခြင်းဖြစ်လို့လေ ထပ်ပြောပြအောင် အေးထပ်ပြောရအောင်မယ်ဆိုရင်တင်ပစုံရိုးနဲ့တင်ပါးတွေကကြီးလာရရဲ့စီးခုံနဲ့ဂျိုင်းတွေမှာလည်းအမွေးအမြင်တွေပေါက်လာရရဲ့ပြီးတော့မိမကူကနေအရေးကြီးအဖြူဖြော့ဖြော့အရေးတွေထွက်လာပြီဆိုပြူပေါ်ဝင်တော့မဲ့လက္ခဏာတွေဟာခုနကပြောခဲ့တဲ့ဟာတွေကအသက်အရွယ်နဲ့ဆို16နဲ့18နှစ်ပြည့်ရဲ့အထိမဖြစ်သေးဘူးဆိုရင်ကျမရေးစောင့်ရှောက်မှုပေးရတဲ့သူတွေနဲ့ပြသင့်နေပြီဟာ ဟေးတော်သေးတာပေါ့ဒါဆိုငါပြစရာမလိုတော့ဘူးနော်ဟေးခေပြူငါကိုမင်းကလေးတွေကိုဝင်ဘလူရလာကြတယ်လေဆိုတာလေပြောပြပေးအောင် အေးနင်အခုရာသီသွေးစလာပြီဆိုရင်နင်က
ကိုဝင်ဆောင်နိုင်တဲ့အချိန်ကြီးရှိပြီလို့ပြောလို့ရပြီဟာငါတိလောက်ဆက်ပြောပြမယ်နော်တက်အိမ်ကဝမ်းပိုင်းရဲ့အောက်ဖက်ပိုင်းမှာရှိတယ်တက်အိမ်နဲ့အတူကလေးရဖို့အတွက်ဆိုလိုအပ်တဲ့တခြားအစိတ်အပိုင်းတွေလည်းရှိသေးတယ်ဟာတက်အိမ်ရဲ့တစ်ဖက်တစ်ချက်မှာမျိုးဥအိမ်နှစ်ခုရှိတယ်အဲ့ဒီမျိုးဥအိမ်တွေမှာမျိုးဥဆဲတွေအများကြီးရှိတယ်အဲ့ဒီဆဲတွေကနေကလေးတွေဖြစ်လာနိုင်တယ်ငါတို့မိန်းကလေးတွေရဲ့ကိုယ်မှာမျိုးဥသေးသေးလေးတွေရှိလို့ယောက်ျားလေးတွေမှာလည်းတုပ်ပိုးဆဲလေးတွေရှိရဲ့ဟာငါတို့မျိုးဥလေးတွေနဲ့အဲ့ဒီတုပ်ပိုးဆဲလေးတွေတွေ့သွားကြတဲ့အခါကလေးသေးသေးလေးလေးတတိလောင်းလေးဖြစ်သွားအောင်အဲ့ဟာဆိုရင်ကိုဝင်ရှိပြီလို့ပြောလို့ရပြီဟာကလေးမွေးတာကလည်းအဲ့ဒီမိမကိုကနေမွေးရပဲဟာ အိုးအဲ့လိုကိုဒါနဲ့ရာဒီတွေးတစ်ခါပို့ရင်ဘယ်နှစ်ရက်ကြာလဲ တယောက်နဲ့တယောက်ကမတူကြဘူးဟာ3ရက်ကနေ9ရက်ထိကြာတတ်ကြတယ်တချို့ရက်တွေဆိုရာသီတွေပိုဆင်းတတ်တယ်ဟာ အခုနင်ပြောပြခဲ့တဲ့အချက်တွေကမင်္ဂလိတွေပုံမှန်ကြုံတွေ့တတ်တဲ့ကျမရဲ့ဖြစ်စဉ်တစ်ခုပဲလားယင် အေးဟုတ်တယ်လေဟဲငါနဲ့အရေးကြီးတဲ့အရာတစ်ခုပြောဖို့ကြံသေးရဲ့အမလေးမေးတော့တော်သေးရဲ့ငါတို့လိုဆယ်ကျော်သက်လေးတွေကရာသီစလာတာနဲ့ကိုဝင်ဆောင်လို့ရတဲ့အချိန်ကြီးရောက်ပြီလို့ပြောလို့ရပါမယ်ခန္ဓာကိုယ်ကဖွံ့ဖြိုးနေစေဖြစ်တဲ့အတွက်ကြောင့်မို့ကိုဝင်ဆောင်လိုက်ပြီဆိုတာနဲ့ကိုဝင်ဆောင်တဲ့အချိန်မှာရောကလေးမွေးတဲ့အချိန်မှာပါကလေးအတွက်ရောငါတို့လိုဆယ်ကျော်သက်မိခင်တွေအတွက်ရောကျမ်းမာရေးအန္တရာယ်ဖြစ်နိုင်ခြေတွေအများများတယ်ဟာစိတ်ပိုင်းဆိုင်ရာပိုင်းမှာဆိုရင်လည်းအသိဉာဏ်ရောစိတ်ပိုင်းရောပါဖွံ့ဖြိုးနေတော့ဆိုတော့ငါအနေနဲ့ပြောရမယ်ဆိုရင်ကျမ်းမာပျော်ရွှင်ပြီးဘေးကင်းလုံခြုံတဲ့ဘဝကိုရရှိဖို့အတွက်ဆိုအစဉ်သင့်ဖြစ်တဲ့အချိန်ထိစောင့်တဲ့နဲ့ဟာဒါမှကလေးရောကိုပါစောင့်ရှောက်နိုင်ပါလေနေရောသဘောတူလားပြောကြည့်အောင် ဟုတ်ပါတယ်နင်ပြောတာငါအလုံးလက်ခံတယ်ငါမတိတာတွေလည်းပြောပြတဲ့အတွက်နင်ကိုကျေးဇူးအများကြီးတင်တယ်နော်ခေပြူဒါနဲ့ငါပြန်တော့မယ်နော်ငါအမေကိုနင်စီခဏဆူပြီးပဲပြောခဲ့တာအရန်ကြာနေရင်ငါအမေစစ်ပူတော့မှာပဲတတ်တာ အေးဘိုင်ဘိုင်ဖြည်းဖြည်းနော်ချစ်ရတဲ့ပြူမေတို့ရေဒီနေ့ခေပြူနဲ့ပြူမေတို့ရဲ့စကားဝိုင်းလေးကနေပြူမေတို့အတွက်တခုခုတော့အကျိုးရသွားမယ်လို့မျှော်လင့်ပါတယ်နောက်အပတ်မှာလည်းပဲရာသီလာတဲ့အခါဘယ်လိုတန်တန်ရှင်းရှင်းနေရမလဲဆိုတာရဲ့ကြောက်တက်နေရင်ရာသီလာရနဲ့ကြုံတဲ့အခါဘယ်လိုလေးတွေလုပ်ရမလဲဆိုတာကိုခေပြူနဲ့ပြူမေတို့ကနေတီးတလောက်လေးပြန်ပြီးမျှဝေပေးသွားမယ်နော်အားလုံးပဲတတ်တာဘိုင်ဘိုင်